ငါပါဒီနေ့ကျွန်တော်တို့ easy ကဝန်ထမ်းတွေမှာဘယ်သူကတော့အလုပ်ရှုပ်ဆုံးလဲဘယ်သူကမဟုတ်အစားဆုံးလဲဘယ်သူကတော့အချောဆုံးလဲဆိုတာလေးတွေကိုကျွန်တော်တရားချင်းစီကို live interview မှာဖြစ်ပါတယ် interview နဲ့ကျွန်တော် easy guest ရဲ့ကျွန်တော် team member တွေနဲ့မိတ်ဆက်ပြီးမှာဖြစ်ပါတယ်ခင်ဗျကျွန်တော် easy guest မှာဘယ်သူကကျွန်တော်ရုပ်အချောဆုံးလို့ထင်ပါလဲ မနော်ကညောဖူး မနော် မနော်ကညောဖူး ဘာကြောင့်ရုပ်ချောလို့ထင်တာလဲ သူ့ပုံစံလေးနဲ့သူ့ဆိုင်နဲ့မိုက်တယ်မိုက်နေလို့ မင်္ဂလာပါကို မင်္ဂလာပါ ဒီရုံးမှာဘယ်သူကအချောဆုံးလို့ထင်ပါတယ် ဟုတ်ဆိုတော့ကျွန်တော်ပေါ့ အပါညီမလေး အင်္ဂလာပါကို ဒီရုံးမှာဘယ်သူကအလုပ်အရှုပ်ဆုံးလို့ထင်လဲ ပါကညော ဟုတ်ကဲ့ညော Here it comes. Almost there. ဘယ်သူကအချောဆုံးလို့ထင်လဲ ပါကညော မကညောဝေးမင်္ဂလာပါဗျာ ဟုတ်ကဲ့မင်္ဂလာပါ ဒီထဲထဲမှာဘယ်သူကအလုပ်ရှုပ်ဆုံးလို့ထင်ပါလဲ ကိုကျော်ကြီး ဒီအခန်းတစ်ခန်းလုံးထဲမှာပေါ့နော်အားလုံးထဲမှာ easy guess ဆိုပြီးရမှာဘယ်သူကအချောဆုံးလို့ထင်ပါလဲ မကညော မင်္ဂလာပါမ မင်္ဂလာပါ ဒီရုံးထဲမှာအချောဆုံးကဘယ်သူလဲမသိ ခုကိုထင်ပါတယ် ဒါကအများဆုံးရော မမဟုတ်ဘူး Please, no, no, no. မင်္ဂလာပါ ဟုတ်မင်္ဂလာပါကို အခုဒီအခန်းထဲမှာပေါ့နော်ကျွန်တော် easy guess တင်မှာဘယ်သူကအလုပ်ရှုပ်ဆုံးလဲမသိ ကျွန်တော်ပဲ အားရှုပ်နေ ကျွန်တော်တော့အလုပ်လုပ်ဆိုတော့ကျွန်တော်ပဲကျွန်တော်ဟိုက်ပါ ဒီပါမင်္ဂလာပါခင်ဗျာ ဟုတ်မင်္ဂလာ အကိုကကျွန်တော် easy guess ရဲ့ တော့ဆေးလို့သိရပါတယ်အကို Nice. အဲ့ဒါဆိုဒီမှာမဟုတ်အခိုးစားတော့ဆုံးမှာဘယ်လိုလဲမသိ digital marketing ကကိုစီယာဟုတ်တယ်သူကခိုးစားတာမဟုတ်ဘူးတခါကျရင်ပြက်ပြက်ကွာ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်